ဒီနေ့ကရှုံးမထွန်းမို့လာခဲ့တာပတ်စံအင်ကမိတ်ကြံခဲ့တယ်ပတ်စံတော့မရှိပါဘူးနီးလည်းရှိပါတယ်မလေးရှားမှာဈေးဝယ်မယ်ဆိုလက်ထက်မှာငွေသားလည်းမကန်ချင်ဘူးဘိုင်းခက်လည်းမရှိဘူးဆိုရင်အလွယ်တကူပွင့်လို့ရတဲ့ Grab Pay ရှိပါတယ်တော်တော်များများက Grab ကိုအစားအစာမှာမို့နဲ့ကောင်းကောင်းမို့ပဲအသုံးရဝေမယ်အမှန်တော့ Grab ကဈေးဝယ်ထွက်ရင်လည်းပတ်စံရှင်းလို့ရပါအခုပဲကျွန်တော်ဘယ်လိုရှင်းရမလဲဆိုတာကိုပြပေးပါမယ်ကျွန်တော်တို့ Grab Pay နဲ့ပတ်စံရှင်းမယ်ဆိုလို့ရှိရင် Grab Pay ထဲမှာပတ်စံရှင်းနေဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါ Grab Pay ထဲမှာပတ်စံရှင်းနေဖို့လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Grab Pay ကိုကျွန်တော်ဝင်လိုက်ပါ Grab Pay ဝင်ရပြီဆိုလို့ရှိရင်ဒီမျိုးနေရာလေးမှာကျွန်တော်ဒီနေရာလေးကိုနှိပ်လိုက်ပါ Okay ဒီနေရာလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ bank card နဲ့ဒီ Grab နဲ့ကျွန်တော်တို့ချိန်မယ်ဖြစ်ပါတယ်ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ top up ကိုနှိပ်လိုက်ပါတော့အကွန်နေပြီးရင်ကျွန်တော်မြန်မာပြည်ကမချက် track ကသုံးတာများတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီပထမအဦးဆုံးမှာရှိတဲ့ cut ဆိုတဲ့နေရာမှာ use visa master cut and more ဆိုတဲ့နေရာကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကတ်ရဲ့ detail တွေကိုဒီမှာလာထည့်လိုက်ပြီးကျွန်တော်တို့ကကိုနေညွှန်နှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီ grad app နဲ့ကျွန်တော်တို့ရဲ့ cut နဲ့ကဆက်ပြီးတော့ဖြစ်သွားပါလိမ့်မယ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုအပ်တဲ့အမောင်ကိုကျွန်တော်တို့ရက်ကိုထည့်လိုက်ပါပြီးဆိုလို့ရှိရင် scan to pay ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ဒီရှင်းတော့မယ်ဆိုလို့ရှိရင် scan to pay လေးကိုနှိပ်လိုက်ပါ scan to pay လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ show code ဆိုတဲ့နေရာလေးကိုထပ်နှိပ်ပေးလိုက်ပါ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ show code တွေ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်တဲ့ဆိုင်မှာကောင်တာမှာကျွန်တော်ဒီ show code လေးကိုပြလိုက်တာ ਨੇ သူတို့ကကျွန်တော်ရဲ့ဒီ scan code ကိုသူတို့က scan ဖတ်ပြီးတော့သူတို့ဆန်ဖက်သွားပါလိမ့်မယ်ကျွန်တော်တို့တခုသိထားရမှာကတော့ဒီ Grab Pay ကမလေးရှားနိုင်ငံမှာဆိုင်ကြီးတွေမှာပဲရပါတယ်ဆိုင်သေးလေးတွေပေါ်မှာဘာကုန်းဆိုင်လေးတွေမျိုးတို့ဆိုင်သေးလေးမလေးဆိုင်လေးတွေမျိုးမှာဆိုလို့ရှိရင်တော့ဒီ Grab Pay မရပါဘူးတော်တော်များများကဆိုင်ကြီးတွေနောက်ပြီးတော့ဒီ scan pay နဲ့ပေးတယ်ပေါ့နော် scan pay ဆိုတာသူတို့ဒီမှာ scan ဖတ်တဲ့ဒီတစ်နက်ပုံစံမျိုးလေးနဲ့ဆက်တွေရှိရပေါ့နော်အဲ့ဒီဆက်တွေရှိတဲ့ဆိုင်တွေမှာပဲအထူးသဖြင့်ရပါတယ်ဒီလိုမျိုးရိုးဆိုင်လေးတွေမှာဆိုင်သေးလေးတွေမှာဆိုလို့ရှိရင်တော့ Grab Pay နဲ့မရပါဘူးဒါကြောင့်မလို့ကိုကဒီ Grab Pay နဲ့ရှင်းတော့မယ်ဆိုလို့ရှိရင်ကိုဝယ်မဲ့ဆိုင်မှာပထမဦးဆုံး Grab Pay နဲ့ရှင်းလို့ရလားလို့မေးတာကအကောင်းဆုံးပါပေါ့နော်ဥမာ Grab Pay okay အဲ့လိုမျိုးမလေးလိုဝင်မယ်ဆိုလို့ရှိရင် Grab Pay ဘိုးလေးပါရဲ့ကဟိုအင်္ဂလိပ်ဆိုလို့ရှိရင် Grab Pay can I pay with Grab Pay တမဟုတ် Grab Pay okay အဲ့လိုမျိုးကျွန်တော်တို့သွားပြီးတော့ကျွန်တော်မေးလို့ရပါတယ်အကယ်သူတို့ကရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှင်းလို့ရပါပြီကျွန်တော်များကတော့မလေးရှားနိုင်ငံမှာရှိတဲ့ဆိုင်ကြီးကျွန်တော်များမှာတော့ရပါတယ်ဒါပေမဲ့ဒီမလေးဆိုင်လေးတွေမမစင်တော့နောက်စီလာမရောင်းတဲ့ဆန်သေးလေးတွေအဲ့လိုမျိုးဆိုင်အသေးလေးတွေမှာဆိုလို့ရှိရင်တော့ Grab Pay နဲ့ရှင်းလို့မရလာဘူးပေါ့နော်ဒါပေမဲ့မသေးကြပါဘူးကိုကတေချာအောင်ဆိုလို့ရှိရင်တော့ Grab Pay နဲ့ရှင်းလို့ရလားဆိုတာကိုအရင်ဆုံးမေးရပါမယ်ပေါ့နော်တော်တော်များများကတော့မလေးရှားနိုင်ငံမှာရှိတဲ့တော်တော်များများဆိုင်တွေကတော့ရှင်းလို့ရပါတယ်အကေကိုကဆန်သေးလေးတွေမှာဝယ်မယ်ဆိုလို့ရှိရင်တော့ဒီရင်မေးကြည့်ပြီးမှကျွန်တော်တို့ Grab Pay နဲ့ပေးပါလို့ကျွန်တော်ကအကြိမ်မျိုးချင်ပါတယ် Can I pay with Grab Pay Okay Thank you